တရားသခင်ကြီးတော်ကြောင့်ဒီတနေ့နေ့မှာလည်းပဲနှုတ်ကပတ်တော်လေးကိုဝင်ငှဖို့ခွင့်ရသောကြောင့်ကြီးတော်ချီးမွမ်းခြင်းနဲ့တကွာစောင့်မျှော်လျက်ရှိသောဓမ္မမိတ်ဆွေများအားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေမင်္ဂလာစကားကြားသိရတဲ့အတိုင်းအကျိုးကျေးဇူးများစွာခံစားပါစေလို့မေတ္တာပို့အစပြုပါတယ်ခဏလေးဆုတောင်းရအောင်အဘဘုရားသခင်လူသားတိုင်းကိုချစ်သနာတော်မူ၍တဘာဝကိုထည့်ထားတဲ့နာဝိညာဉ်ဘုရားနန္တဘာဝရှိသောလူသားအလုံးနဲ့ဘယ်တော့ဆိုဆက်သွယ်ပြုလို့ရအောင်မူလတဲ့ဖန်ဆင်းကြတဲ့ကစီစဉ်ထားတော်မူသောဘုရားသခင်သည်ယနေ့နာအာယုံလေးပွင့်ပြီးရင်နာဝိညာဉ်ဘုရားကိုစဉ်းစားတွေးတောတာနဲ့အောက်ပဲကိုရောဘုရားတက်တည်ထူသောဘုရားဖြစ်ပါတယ်ထိုနည်းတူစွာနှုတ်ကပတ်ကိုကြားတဲ့အခါလဲဘုရားနှုတ်ကပတ်ဟာတကယ်အောက်ပဲလိုက်နာစရာကောင်းတယ်ဘုရားနှုတ်ကပတ်တော်ဟာမှန်တယ်ဒါကြောင့်ဓမ္မတရားလူတိုင်းလေးစားကြတဲ့သဘောတရားသည်ကိုရောရဲ့အလိုတော်ကြောင့်ကိုရောရဲ့သဘာဝနဲ့လူထဲမှာရှိတဲ့နန္တဘာဝနန္တိတရားဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိရ၍ယနေ့ကျမ်းသာသောသူအသေးသေးတို့သည်ဤနာအာယုမှာဘုရရှင်သာမင်္ဂလာရှိသောတရားနာခြင်းနဲ့အကျိုးရှိသောဘုရားသခင်ရဲ့ကောင်းကြီးကိုခံစားခြင်းဖြစ်ပါမယ်အကြောင်းအလုံးယိုသေးစွာအပြစ်ဒုစရိုက်များကိုဝန်ချတောင်းပန်၍အစပြုပါれဖဘုရားသခင်ဒီနေ့နှုတ်ဝတ်တော်ကိုတရားဟောရကြတရားဟောရကြဆိုတာအမှန်တကယ်တော့ဘုရားသခင်ကိုယ်တိုင်ကမောရှေကိုတိုက်ရိုက်ပြောပြီးတော့သူနဲ့အချက်ဖြစ်တော်သူကိုရောဘုရားသခင်အသိပေးခြင်းတရားဖြစ်တယ်အဲ့ဒါကိုတရားဟောရကြအခန်းကြီး6ပတ်ပါမယ်အငယ်9ကပတ်ပါမယ်သင်ဘုရားသခင်သာဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့အစွမ်းတတ္တိရှိသမျှနဲ့ချစ်လို့သင်ဘုရားသခင်သာဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့အစွမ်းတတ္တိရှိသမျှချစ်လို့အောကြတယ်စဉ်းစားကြည့်ပါဘုရားဆိုတာမေတ္တာရှိတယ်လို့လူထဲမှာကိုသိတဲ့တတ်သိရှိပါတယ်ဘုရားဆိုတာမေတ္တာရှိတယ်အမေမေတ္တာရဲ့သဘာဝတွေတရားတတ်တယ်မဟုတ်ပါမေတ္တာမှာတတ်ရှိတယ်နော်မေတ္တာတရားကိုပဲလေ့လာတဲ့မိခင်ဆိုတာထိရောက်စွာအကျိုးမပြုနိုင်ပါဘူးဒါပေမဲ့မေတ္တာတတ်နဲ့ဘဝတန်လာတဲ့ကလေးကိုအတန်လေးကြားရတဲ့နှုတ်ဆက်မှန်းသိတယ်ဘိုက်နာမှန်းသိတယ်ဘာဖြစ်လဲတဲ့လားအသက်ရှိလို့အသက်ရှိရင်ဒီမေတ္တာဒီစကားမတတ်တဲ့ကလေးတော့မှဘယ်လိုခံစားတယ်ဆိုတာအမေကသိတယ်လို့ပဲဘုရားသခင်ကလည်းဒီလိုပဲမေတ္တာအသက်ရှင်နေလို့လူသားတိုင်းတို့ရဲ့ခံစားမှုလူသားတိုင်းတို့ရဲ့ဝကြွေးမှုလူသားတိုင်းတို့ရဲ့ပူပင်တော့ကစွန့်ကြုံကြမှုအားလုံးကိုမေတ္တာနဲ့ခံစားတဲ့ဘုရားဖြစ်တယ်ဒီတော့မေတ္တာနဲ့ခံစားတဲ့ဘုရားသခင်ကဒီနေ့ငါ့ကိုချစ်ပါလို့ပြောတဲ့အခါမှာတဘာဝကဘုရားကိုချစ်ခြင်းနဲ့စိတ်လူတိုင်းမှာရှိတယ်ဘုရားကိုလေးစားခြင်းနဲ့စိတ်ယိုသေးတမှုကျွန်တော်မြန်မာလူမျိုးဆိုရင်အရာအောင်ကြခေါ်အခြားဘာသာလူမျိုးကြားရတော့ကြည့်မယ်ဆိုရင်သူ့ရဲ့အနောက်နိုင်ငံတဲပြီးတော့ဘုရားကိုလေးစားတဲ့တက်တည်နော်ဟာမူယာကိုဟန်မရှိလောက်သူတို့ကလက်အုပ်ကလေးခြိတာလည်းမရှိဘူးခေါင်းလေးငုတ်တာဒါလေးပဲနော်ဒါမနဲ့မြန်မာလူမျိုးဆိုလက်အုပ်ခြိတယ်သူပစစ်တုတ်တယ်ပြီးရင်လေဘယ်တော့မှဘုရားနာမနဲ့ယေရှုထားတဲ့ပရဝလေးနော်ဘယ်တော့ဆိုဘုရားရှင်လေးနာလာတဲ့ခါလေးဖနက်ကိုချွတ်တယ်နော်အော်စရာဘလို့လေးစားဒီစိတ်ဝิญဉာဏ်နဲ့သိနေတာပမာလူမျိုးကအင်တာမနန္တဘာဝခံစားမှုပြင်းထန်တယ်ဒါပေမဲ့နာဝိညာဉ်ဘုရားသခင်
နှစ်သက်တဲ့အရာကဖះကိုအာယုံပြုဖះကိုချစ်ချင်းနှစ်သက်တယ်လို့ဆိုတာလေးကိုဒီကနေ့ပြောတယ်ပြီးတော့ဖះကိုချစ်တော့ဘာအကျိုးရှိတယ်လဲဒါလေးပြောချင်ပါတယ်ဖះကိုချစ်တော့ဘာအကျိုးရှိတယ်လဲနော်ဖះကိုချစ်တဲ့အခါကျရင်ဘာအကျိုးရှိတယ်လဲဆိုတာကိုတော့ဆာလာကျွန်တော်တို့ကြားတာလည်းပါဆာလာကြကိုယ်စတဲ့တခုပြောတော့ဆာလာမှာကျွန်တော်တို့ကြည့်တဲ့အခါဘာတွေ့ရလဲပတ်ပါမယ်အငယ်34သူဒီငါကိုချစ်တော့ကြောင့်ဘုရားပြောတဲ့စကားတော့လူတယောက်ဟာကိုတော့ကိုချစ်ရင်တဲ့အော်ကြချစ်တဲ့စနှလုံးကတော့ဗဇတ်နဲ့ချစ်တဲ့လူတွေလည်းရှိတယ်ပေါ့နော်ဒါကလူမို့လို့အသိပေးတာသူကနှလုံးထဲမှာခံစားတာကိုလူချစ်တယ်မသိအဲ့တော့လူဆိုချစ်တယ်လို့ပြောတာဘုရားကတော့ချစ်တယ်ဆိုတာလေသိတပ်ပြညုတညာတော့ရှိနော်ဘုရားကိုလူသေးလေးစားမှုပြုတာကြောက်ရွံ့တာဘုရားကိုလေတကယ်ကိုကိုင်းဆိုင်တာအဲ့လိုမျိုးခါရဲစိတ်ထားကိုဘုရားသိပါတယ်ဒီတော့ကလို့ပြောသူဒီငါကိုချစ်တော့ကြောင့်ဘာဖြစ်သူ့ကိုငါကဲနှုတ်မြည်ဒီနေ့တော့မထင်ရတဲ့အရာအမျိုးမျိုးပဲဒီနေ့လေစိုက်ပျိုးရေးလုပ်တာအာလူစိုက်တဲ့လူတွေလေအာလူတွေပေါ်ပြီးတဲ့အခါမှာဒီနေ့သိတဲ့အတိုင်းပဲနမဆက်တော့ရေးလွယ်ကူမှုမဖြစ်တဲ့အတွက်ကြောင့်အာလူတွေပုဂ္ဂိုလ်မှကြောက်ရလို့သူတို့အရင်ရနေကြဈေးမရပဲရှော့ဈေးနဲ့ရောင်းရတာကလည်းတစ်မျိုးစဉ်းစားကြည့်ပါဒါလေးတွေကစီးပွားရေးနဲ့ဆိုင်နေတဲ့ဟာရနဲ့ဆိုင်တယ်အဲ့ဒီအာလူတွေကလည်းရန်ကုန်မှာရောက်ဖို့ဆိုစားမယ်လူကမစားပြောင်းဟာရမရှိပြောင်းအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုဒီခက်ခဲမှုတွေတော့စီးပွားရေးခက်ခဲတတ်တယ်ကျန်းမာရေးခက်ခဲတတ်တယ်နော်ပြီးရင်လေကာယအန္တရာယ်ဖြစ်တတ်တယ်ပြီးရန်သူမျိုး၅ပါးရဲ့နော်ဒုက္ခဝေဒနာခံစားခြင်းဖြစ်ရကျိုးစိုးရင်ဆိုင်တတ်ကြတာဒါတဘာဝနဲ့မှရှိပါတယ်အဲ့ဒီဟာမျိုးတွေကနေပြီးတော့သူဒီငါကိုချစ်တော့သူ့ကိုငါကဲနှုတ်မြည်ကဲနှုတ်မယ်ငါအိနာမကိုတည်သောကြောင့်သူ့ကိုငါချီးမြှောက်ပြီးသူဒီငါကိုခေါ်သောအခါငါထူးမြည်ဒုက္ခခံရသောအခါသူ့ဘက်မှငါနေ၍ချမ်းသာပေးမည်သူဤဘုံကိုလည်းထင်ရှားစေမည်ဘုံထင်ရှားစေမည်ဆိုတော့ဘာပြောရလဲဖယားကိုချစ်တော်သူကိုဖယားကချီးမြှောက်နေတဲ့တည်ထူပဲဆိုတော့ပြန်စဉ်းစားပါဖယားဟာချစ်ဖယားကိုချစ်အပ်ပါလားတဲ့နော်စဉ်းစားကြည့်ပါမိဘကိုတောင်းမသားသမီးတွေချစ်တယ်အချို့မိဘတွေတော်တော်လေးကိုပဲမိဘကိုတရားမပြေဘူးတောင်းမချင်ဘူးအိမ်တော့ပြူတဲ့ကလေးရတယ်ပြစ်သွားတာရှိတာပဲဒါမှလည်းကလေးသားသမီးတွေမိဘကိုယူနေတာကြောက်ရွံ့တယ်အဘိုးတွေ့ဘူးလေအဲ့ဒီကြောက်ရွံ့ခြင်းနဲ့လေပြန်တွေ့တဲ့အခါအဖေကိုတွေ့ရတာကိုပဲသူ့မလေးအရာပီတိဖြစ်အဖေလည်းကိုကိုင်းအဖေကတကယ်လို့လေစိတ်နာကြအများကြီးကိုမစိတ်မနာနိုင်ဘူးအဲ့ဒီကလေးမျိုးတော်လေးတော်ချီတော့ပါကောင်းစားတယ်အော်ရနော်ပြည်တော်၌ကောင်းစား၍အသက်တာရှည်မိအကြောင်းမိဘကိုယူသေးစွာပြုလို့တယောက်တော့သူကတော့ဖိုးရဲ့သားရဲ့တကယ်ချင်းငယ်တကယ်ချင်းဖြစ်တယ်ဒီဝေလေးတွေရောက်လာတဲ့အခါအင်္ဂလာလဲပါတယ်ဒီကလေးအဲ့ဒီကလေးကိုဘုရားလည်းမြင်နေတယ်တနေ့သူ့သိမတွေ့လို့မေးတယ်တာရင်မင်းတကယ်ချင်းပဲသွားတယ်ကွယ်မတွေ့ပါလားပြောတဲ့အခါကျတော့နော်သူ့ဖေကိုလိုက်ရှာနေတယ်သူ့ဖေပဲတော့ငယ်ငယ်လေးကမတွေ့ဘူးသူ့ဖေပြတ်သွားတာဒါပေမဲ့ပိတ်မှာရှိတယ်ကြားလို့သွားတယ်အော်ရနောက်တယောက်ကတော့အမှုတော်ဓမ္မအမှုတော်ဆောင်သူ့ဖေနဲ့ဟာစိတ်နာစရာဖြစ်လို့စိတ်နာပြီမဲ့လေသူ့ဖေကိုပွေသူချိန်မဲ့ဝါမဲ့ပြီးရင်သူပြောမဲ့ဖေတော့ဖေရလောက်ဆိုလေဒါပေမဲ့တကယ်ကိုအသက်ကြီးသူအလုပ်တွေကိုင်းနေရမှာဘတ်စကားရဲသွားဆိုတာတွေးကပြောလို့တွေးလိုက်တာနဲ့ဖေကိုလေဘယ်စိတ်ဆိုးတဲ့စိတ်ကပျောက်သွားလို့မေတ္တာစိတ်တယ်အဲ့ဒါလေ
သူစောင့်နေတာအဖေကလည်းဘတ်ကမဆင်းဘူးသူကလည်းမဆင်းဘူးဂိတ်ရောက်မှာပဲဂိတ်ပေါက်ကသူကစောင့်နေတာအဲ့ဒီချိန်မှာအဖေကခေါင်းရင်းပုတ်ပြီးဆင်းလာတာအဖေတဲ့သူရပြောတာအဖေကလည်းတားတဲ့အဲ့ဒီမှာတယောက်နဲ့ချီပြီးမြတ်တာနေအဲ့ဒီသားလည်းကောင်းသားမိဘကိုယူသေးခြင်းဖះကိုတော့ယူသေးမပြောနဲ့ဖះကိုချစ်မယ်ဆိုရင်မပြောနဲ့စဉ်းစားကြည့်ပါလူကိုလှုပ်တာတော့မဒီလောက်ဆိုရင်တော့ဖះဆိုတာပြောကြမလို့ဘူးအဲ့ဒီအတွက်ကြောင့်လေဒီနေ့ဒီစကားလေးอ่ะเนาะသူဒီငါ့ကိုချစ်တော့ကြောင့်သူ့ဘုံကကဲတော့ပြီပြောပါတယ်เนาะဒီတော့ကအဲ့လိုဒီကနေ့ခက်ခဲမှုတွေတော့များတော့လုခိတမနာတရားเนาะဒုက္ခအများကြီးပဲရှိပါတယ်เนาะဒီအမျိုးပဲခဲခြင်းကတော့ပြောမနေတဲ့ဘယ်တော့မှမစဉ်းစားဘူးတဲ့ခဲရင်ဒုက္ခတွေအများကြီးပဲကိုဗစ်ဖြစ်လိုက်တယ်ဘယ်မှာပိုးပါလာမှမသိဘူးကိုယ်ကနေကိုယ်လည်းဟန်းနေတာပဲဘယ်လိုဖြစ်လို့မှမသိဘေးနာလာတိုင်းတဲ့လူမှပါလဲသူကလည်းတခြားကပါလာစိတ်တော့ကြကူသွားတယ်။အော်အသက်မရှိနိုင်ဘူးဖြစ်နေတာ။အဲ့ဒီကြားထဲမှာအချို့တော့သူတော်တော်များများကဘုရားသခင်ဟိုနာမနဲ့ခေါ်တာ။အိုးဘုရားသခင်ထာဝရဘုရားသခင်လူဝချစ်တော်ဘုရားသခင်ကိုရောနာမယူသည်လေးများစွာဒီခံစားနေအသက်မရှိခြင်းကမဆာပါဆိုတာအသက်ရှင်နေသွားတယ်ပြီးတော့နောက်နေရစနေကောင်းတယ်အဲ့တော့ quarantine မှာသွားနေရပြီနဲ့သူကသူများကိုမသားပြီးတော့မှနှစ်ပတ်သုံးပတ်ကြာတော့ပြန်ရောက်လာတယ်အဲ့လိုမျိုးတွေတက်တယ်အများကြီးရှိတယ်ဒီတော့ကအမှန်ချစ်ကြပုံနဲ့ဘုရားသခင်ကိုချစ်ပါနော်ဘုရားသခင်ကိုချစ်တော်သူမှာထူးဆန်းတာအရာဖြစ်တာပဲလို့ဆိုတာကိုတွေ့ရတယ်ဒုတိယတစ်ချက်ကတော့ဘုရားကမှဆာလပါပဲကိုယ်တဲ့မှာပါပဲအမြင့်ဆုံးသောဘုရားသခင်ကွယ်ကာယာဌာနတန်၌နေသောသူသည်အနန္တတကုရှင်အရေးကိုကိုရလိမ့်မည်ထာဝရဘုရားသည်ငါကိုလုံးရာငါဤရဲ့၌ငါကိုးစားသောဘုရားသခင်ဖြစ်တော်မူသည်ဟုငါပြောဆိုမည်ဘုရားကိုချစ်ရင်လေဘုရားတည်ရှိလာတယ်ဘုရားတည်ရှိလာတဲ့ခါကျရင်လေဘုရားကိုယူသေးလာတယ်ဘုရားကိုယုံကြည်လာတယ်ဘုရားရဲ့အနန္တတကုတာရကကိုခံစားရတယ်အလုတ်ကိုင်နဲ့ပတ်သက်တဲ့ခါမှလည်းအထက်လူကြီးနားလေလွဲလို့ကိုအရေးယူနေတဲ့ခါမှလည်းဆူတောင်းပတနာပြုတာနဲ့ဘုရားသခင်ယက်တည်တဲ့ခါမှာအမှန်တရားပေါ်လာတာအများကြီးရှိတယ်သူများတွေကြောက်တွန်းလို့စီရင်ကိုင်ဒုက္ခရောက်တာရောတော့မယ်သိညာကျော်အလုတ်လုတ်တာမှ3လလောက်ရှိသေးတယ်အဲ့ဒီနေရာမှာလေဘယ်လိုမှမလုပ်တတ်တာအဲ့ဒီမှာစုပဲတောင်းပါလားရောတော့မယ်ရောပြလည်းမရှိရှာဘူးစင်းဌာနမှာအလုပ်လုပ်တဲ့စင်းတိုင်းပြီအဲ့ဒါစုတောင်းရင်ပေါ်သွားတယ်သူတဲ့အတူလုပ်တဲ့လူကလူလေလှုပ်စားလို့လှည့်စားလိုက်တယ်သူကမြန်လဲအစ်စ်ဆိုတော့ခံစားရတော့နဲ့လွတ်သွားတယ်အဖိုးရဲ့မိကိုယ်တိုင်တယောက်ဒီလိုပဲမနာလို့ငွေကင်ကလုပ်တာငွေကင်ကငွေတွေစားထတာခိုးစားထတာပေါ်မှာကြောက်လို့လဲစားဒါပေမဲ့4-5လကြာတယ်မယုံဘူးပိုင်ရှင်တွေကလည်းမယုံဘူးဖြစ်နိုင်ဘူးသူ့ကိုတည်တယ်အဲ့ဒီချိန်လေးမှာနောက်ဆုံးပေါ်သွားတော့ဟိုကလေးမှအလုပ်ပြုတ်သွားတယ်တမီးကဒီနေ့ငါမီးလည်းဒီနေ့ထိဒီတက်တွေအားလုံးတို့ဒီအမြဲတမ်းသောဘုရားရဲ့ကိုယ်ကာယဌာနမှာကိုရောဘုရားသခင်ဆောက်ရှောက်ခြင်းမင်္ဂလာဖြစ်တယ်လို့ဆိုတာသိရတယ်ဒါကြောင့်မလို့ဒီနေ့ပြောချင်တယ်ဒီတော့ပြောပါမယ်ဒီတော့ဒီဘုရားကိုဘယ်လိုများခေါ်အောင်လဲခရစ်ယာန်များဆိုတော့လေတိုးတင်သိထားတဲ့တက်တေလေးတဲ့တကွပေါ့နော်မေယုဖလားအသိရထားတဲ့နှုတ်ဘကစာအဖြစ်ရေးသားထားတဲ့စာကယေရှုခရစ်တော်ရှေးမစွာကလေးကဘုရားစစ်တဲ့လူတရာဆောင်ရလာမယ်ဆိုရက်တော့ဗျာဒိတ်တော်တဲ့အနာဂတ်စကားအရာလွန်ခဲ့တဲ့နှစ်2000လာပါတယ်အဲ့ဒါလေးဟုတ်သလားအချို့တော့ဘာသာဝင်လို့ယုံကြည်နေတာဟုတ်ပါတယ်လို့ပဲယုံတယ်လို့ပြောတာဒါမှမဟုတ်တက်တယ်မရှိကြဘူးဒီကနေ့အမှန်ကောင်းတဲ့အခွင့်အရေးရှိနေတယ်ဒ
ဒီခေတ်ကြီးမှာနော်ဒီနေ့ခရီးသွားရင်လေလုံခြုံမှုတိတ်လို့တာပဲနော်အစစားရင်လေတိတ်သတိထားအောင်လို့တာယောဂဖြစ်နေတယ်နော်အမျိုးပေါ့ဒါနဲ့သူများကိုယ်ကလို့တော့ကိုယ်လည်းဒုက္ခပါရောက်နေတယ်အချိန်ကာလကြီးမှာနော်စိတ်ချကြကတော့ပါလေနော်အမြင့်ဆုံးတော့ဘုရားကြီးကွယ်ကာယဌာနတော်မှာနေနိုင်တော့သူဘုရားကိုချစ်တော်သူဒီတော့အော်ကြကောင်းတဲ့အချက်ကလေးတစ်ခုကထပ်ဖတ်ခြင်းနော်ကြောက်တယ်ယောဂနဲ့ပတ်သက်တာအာမခံနော်အကယ်စင်မုတ်ဆိုးကြောကွင်းနဲ့၎င်းတေတတ်သောအနာနဲ့၎င်းတင့်ကိုကင်းလို့စီတော်မူမည်အတောင်တော်အမွေးနှင့်ဖုံးအုပ်တော်မူ၍အတောင်တော်အောက်၌တင်သည်လုံခြုံစွာနေရလိမ့်မည်ဒီကနေ့လေလုံခြုံခြင်းဟာထာဝရဘုရားမှာပဲရှိတယ်အဲ့ဒီထာဝရဘုရားကပြောလာပါနော်ငါကိုခေါ်ပါငါကိုတောင်းပါငါကိုခေါ်ပါငါကိုမေးပါဘာသာဝင်လို့မရှိဘူးဘုရားမှာနှုတ်ကပတ်တရားနဲ့သစ္စာနဲ့မေတ္တာပဲရှိတယ်သစ္စာရှင်ကပြောတာငါကိုခေါ်ဆိုရင်ခေါ်လို့ရငါကိုချစ်စဉ်းစားပြီးတော့ပဲချစ်ပါဘုရားဆိုတော့ချစ်အပ်တော်ဘုရားဖြစ်ကြောင်းဒီအတွင်းထဲကကိုရှိပါမိဘကိုချစ်ချင်တဲ့စိတ်ဟာသွေးထဲမှာရှိတဲ့ကဲလူထဲမှာဓမ္မယုံထဲမှာပြောရမယ်တနည်းအားဖြင့်နန္တိတရားနဲ့နန္ဒမဝရရှိတဲ့အတွက်ကြောင့်ဒီခေတ်ကာလရဲ့အာမခံနဲ့နော်စိတ်ချစရာဒါပဲဖြစ်တယ်ဆိုတာကိုဘုရားသခင်ကစကလုံးနှလုံးနဲ့ခရစ်တော်ကိုယ်တိုင်ပြောသွားတာလေးကိုအခုပြောလို့ဒီကုန်းချုပ်ပါမယ်ရှေးခရစ်ခန်းကြီးဆက်လေအငယ်29ညင်တဲ့ချင်းကိုတင်တို့နိုင်ငါထားခဲ့၏ငါဤညင်တဲ့ချင်းကိုတင်တို့အားငါပေး၏လောကီသားတို့ပေးတဲ့ကဲ့သို့ငါပေးသည်မဟုတ်တင်တို့စိတ်နှလုံးပူပန်ခြင်းစိုးရင်တုန်လှုပ်ခြင်းမရှိစေနဲ့ခရစ်တော်တက်ရှင်တော်ဘုရားကပြောတာလွန်ခဲ့တဲ့တနေ့နေ့ကရှင်မြန်ထမ်းတော်ဘုရားလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကအရှင်လလကောင်းကင်ဘုံကိုချီဆောင်ခြင်းနဲ့ကြွတော်တော်ဘုရားထိုအရှင်ကကိုယ်တိုင်ပြောခဲ့တဲ့စကားငါဤငြိမ်သက်ခြင်းကိုတင်လို့အောင်ငါပြီအဲ့ဒီငြိမ်သက်ခြင်းကဘာငြိမ်သက်ခြင်းလဲသစ္စာနဲ့ပတ်သက်သောငြိမ်သက်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ငြိမ်သက်ခြင်းကတော့တာတော်ကိုယုံကြည်သောသူသည်အပြစ်စီရင်ခြင်းမခံရတာတော်ကိုယုံကြည်သောသူသည်ထာဝရအသက်ကိုရ၏ဒီနှစ်ခုပေါ့နော်ထာဝရအသက်ကိုရခြင်းကမေတ္တာနဲ့ပေးတာအဲ့တော့ထာဝရအသက်ရတဲ့အတွက်အပေမလားတော့အဲ့ဒီငြိမ်သက်ခြင်းသေဖို့မကြောက်ရတဲ့ငြိမ်သက်ခြင်းဒါမှမဟုတ်သေဖို့မကြောက်တော့လဲရှင်ဖို့ကြောက်တာယောဂဖြစ်နိုင်တယ်ကင်ဆာဖြစ်နိုင်တယ်ခလုတ်တိုက်နိုင်တယ်ကားတိုက်နိုင်တယ်ထိမိခိုက်မိနိုင်တယ်ရန်သူမျိုးနဲ့တွေ့နိုင်တယ်အစရှိသောအန္တရာယ်တွေရှိတယ်အဲ့ဒါတွေရဲ့ငြိမ်သက်ခြင်းကတော့ဘာနဲ့လဲဘုရားသခင်ကိုချစ်ဖို့လိုတယ်နော်ဘုရားသခင်ကွယ်ကာဌာနတော်မှာနေဖို့လိုတယ်ဒီနှစ်ခုနဲ့ထိန်းထားတဲ့ငြိမ်သက်ခြင်းနှမျိုးပြောကြပါတယ်နော်ထားခဲ့တယ်အဲ့တော့ပထမကတာတော်ကိုယုံကြည်ပါလက်ခံပါဘုရားသားဖြစ်မယ်ဘုရားသားသမီးဖြစ်တဲ့အခါကျရင်ဘုရားသခင်ကအပြစ်စီရင်မရှိဘူးအပယ်မလားဘူးထာဝရအသက်နဲ့ကောင်းကင်မှာရှိတယ်တေပြီးရင်တန်တရားမလဲတော်တော်လေလောကမှာအသက်ရှင်ရတဲ့အခါမှာအန္တရာယ်ရှိနေသေးတယ်ကာယနဲ့ပတ်သက်တဲ့အန္တရာယ်အဲ့ဒီအန္တရာယ်အတွက်ကိုတော့နော်အမြဲတမ်းဘုရားကိုယ်ကာယဌာနမှာနေဖို့လိုတယ်ဘုရားသခင်ကိုချစ်ဖို့လိုတယ်ဘုရားသခင်ကိုချစ်တဲ့ဆိုရင်တော့အော်ဘယ်တော့တက်တဲ့ကိုယ်တော်ကိုယ်ကာခြင်းညင်သက်မှုခံစားရမှာတားလေအိပ်ပျော်မှာဖြစ်တယ်စားဝင်မှာဖြစ်တယ်ဒီခေတ်ကြီးမှာအာမခံမရှိတဲ့ခေတ်ကြီးမှာအာမခံပေးတော်ဘုရားသခင်ရဲ့ဒေသနာနဲ့မင်္ဂလာစကားကိုဝင်ငှတယ်အားလုံးဘုရားသခင်ကောင်းချီးပေးပါစေ